မင်္ဂလာပါလူတိုင်းကပျော်ရွှင်မှုကိုလိုက်ရှာကြတယ်ပေါ့နော်ဒါပေမဲ့ထီပေါက်တာပဲဖြစ်ဖြစ်အိမ်အောင်ကြတာပဲဖြစ်ဖြစ်အဲ့ဒီလိုကိုအယမ်းလိုချင်တဲ့အရာတစ်ခုရလိုက်တဲ့အခါအဲ့ဒီပျော်ရွှင်မှုကဘာလို့ရေရှည်မခံရလာလဲဟုတ်ပါတယ်အချိန်တစ်ခုကြာသွားရင်အရင်လိုပဲတာမန်လိုပြန်ခံစားလိုက်ရတယ်ဒီနေ့မှာတော့အဲ့ဒီပျော်ရွှင်မှုတစ်ခိုးရဲ့နောက်ွယ်ကတိတ်ပင်ပညာကိုလေ့လာသွားမှာပါဒီဖြစ်စဉ်ကို hedonic adaptation လို့ခေါ်ပြီးတော့လေဒါဟာပါလဲဘာကြောင့်ဖြစ်ရတာလဲပြီးတော့အရေးကြီးဆုံးကအဲ့ဒီတခိုးကိုဘယ်လိုပြန်တိုက်ထုံးမလဲဆိုတော့နီလန်ဒီကိုစိတ်ပညာနဲ့စီးပွားရေးပညာရှုထောင့်ကနေစစ်စစ်ဆဆလေးလာကြည့်ကြပါမယ်ဟုတ်ပါတယ် hedonic adaptation ဆိုတာကိုအလွယ်ဆုံးပြောရရင်တော့လေလူစိတ်ကအခြေအနေအသစ်တွေကိုကျင့်သားရသွားတဲ့ဖြစ်စဉ်ပါပဲအကောင်းရောအဆိုးရောပေါ့အသားကျသွားတာမျိုးဟုတ်တယ်အစားပိတ်မှာအရန်ကိုစိတ်လုံရှားစေတဲ့ဒါမှမဟုတ်အရန်ကိုစိတ်တက်ကြစေတဲ့အဖြစ်အပျက်တစ်ခုကအချိန်ကြာလာတဲ့အခါမှာတာမန်အရာတစ်ခုလိုဖြစ်သွားပြီးကိုယ့်ရဲ့ပျော်ရွှင်မှုအဆင့်ကမူလသတ်မှတ်မဲ့ baseline ကိုပြန်ရောက်သွားတာကိုဆိုလိုတာပါကျင်ကရသွားတာဆိုတာလေဒါကထုံသွားတာ desensitization နဲ့အတူတူပဲလားလို့တွေးမိတယ်ဥပမာကြောက်စရာရုပ်ရှင်တွေခဏခဏကြည့်ရင်နောက်ပိုင်းမကြောက်တော့လို့မျိုးပေါ့ဟုတ်စိတ်ခံစားမှုပြင်းအားလျော့သွားတာချင်းတော့တူနေတယ်လို့ပဲအဲ့ဒီအချက်ကတိုးတိုးစိတ်ဝင်စားဖို့ကောင်းပါတယ်တူတလို့ထင်ရပေမဲ့တိတိတာတာကွာချက်ချက်ရှိပါတယ် desensitization ကအာယုံခံနိုင်စွမ်းကိုလျော့ကျသွားစေတာပါ hedonic adaptation ကတော့အဲ့ဒါကကိုယ့်ရဲ့ရှုမြင်ပုံနိုင်ရှင်တဲ့ပေရင်ကိုယ်တိုင်ပြောင်းသွားတာပါဩပေရင်ကိုယ်တိုင်ပြောင်းသွားတာဟုတ်တယ်ဥပမာတစ်ခုကြည့်ရအောင်စတူရန်ဘေလီယာကျဲတဲ့တိုက်ခန်းကိုအတိပြောင်းလာတဲ့တူတယောက်ကအစားဘဲမှာအရန်ချေတတ်နေနိုင်တယ်ဘေးကစတူရန်ဘေလီယာ50ခန့်နဲ့တိပြီးမကွာဘူးလို့ထင်ပါပဲဒါပေမဲ့ကိုအခန်းနဲ့တက်နှစ်လောက်နေပြီးအသားကျသွားတဲ့အခါမှာတော့အဲ့ဒီ90စတူရန်ဘေခွာချချက်ကကြီးမားတယ်လို့ခံစားလာရပြီးဒီအခန်းကပိုကောင်းတယ်ပိုကျဲတယ်လို့မြင်လာနိုင်တယ်သဘောပေါက်ပြီထုံသွားတာဆိုရင်အဲ့ဒီ90 saturan ပြခွာတော့တတိထားမိတော့မှာမဟုတ်ဘူး adaptation ကတော့ကိုယ့်ရဲ့တာမန်ဆိုတဲ့ဆန်လုံးကမြင့်တက်သွားပြီးပိုကောင်းတာကိုလိုချင်လာတဲ့သဘောကိုတီးတိကြကြပဲဒါပေမဲ့ဒီလိုအတွင်းစိတ်ခံစားချက်တွေကိုသူ့တင်တာလောကတာတော်တော်ခက်ခဲမှာပဲနော်လူတွေရဲ့စိတ်ရင်းအမှန်ကိုဘယ်လိုသိနိုင်မလဲတကယ်ကိုခက်ခဲတဲ့စင်ခေါ်မှုတစ်ခုပါအဓိကအခက်ခဲနှစ်ခုရှိတယ်ပထမတစ်ခုက scale norming လို့ခေါ်တဲ့တိုင်းတာတဲ့ပေတာမတူညီမှုပါ scale norming ဟုတ်ကဲ့ပျော်ရွှင်မှုကိုအဆင့်1ကနေ9အထိသတ်မှတ်ခိုင်းတဲ့အခါလူတိုင်းရဲ့ဆင့်9ကမတူပါဘူးဥပမာခြေထောက်တစ်ဖက်ဆုံးရှုံးသွားတဲ့လူတစ်ယောက်ကသူ့ကိုယ်သူတာမန်လူတွေနဲ့နှိုင်းရှင်ပြီးအဖြေပေးမလားသူ့လိုပဲဒုက္ခတဖြစ်သွားတဲ့တခြားသူတွေနဲ့နှိုင်းရှင်ပြီးအဖြေပေးမလားဆိုတာပေါ်မူတည်ပြီးသူ့ရဲ့ပျော်ရွှင်မှုအဆင့်ကကွာဝနိုင်တယ်ဒုတိယအခက်ခဲကတော့လူတွေကအမှန်တိုင်းမဖြစ်ချင်းကြတာမျိုးဖြစ်မယ်ထင်နေလူများရှိမှငါပြောတယ်လို့ပြောရမယ်ဖျားကလေရှိသေးတယ်လေအိမ်အောင်ပြုပြီးရင်ပျော်နေကြောင်းပြောပြရသလိုပေါ့တိကျကြပါပဲအဲ့ဒါကို social desirability လို့ခေါ်ပါတယ်လူမှုရေးလက်ခံနိုင်တဲ့လူများကြမှာမျက်လောက်ပန်းလာစေမယ့်အဖြေမျိုးကိုပေးတတ်ကြတယ်လေ။ question ထွက်တဲ့သူဆိုရင်လည်းတကယ်တဲ့အသားကျပြီးပျော်နေရင်တော့ဝမ်းနဲ့နေတန်းတယ်လို့ယူဆပြီးအမှန်တိုင်းမဖြေတတ်ကြဘူး။စိတ်ထဲကိုခိုးကြည့်နိုင်ဖို့မေခွန်းပေါင်းများစွာထဲမှာလိုချင်တဲ့မေခွန်းကိုရောမွေပြီးမေးတာမျိုးတခြားနီလန်းတွေတုံးပြီးသူတို့ရဲ့တကိတ်ရည်ရွယ်ချက်ကိုဖုံးခွယ်ထားရပါတယ်။ကောင်းပြီ။ဒါဆိုရင်ဒီလိုအသားကျသွားတဲ့ဖြစ်စဉ်ရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုကြည့်ကြအောင်။ဒီအကြောင်းကိုရှင်းပြတဲ့ theory တွေမှာစီးပွားရေးပညာရှင်တွေနဲ့စိတ်ပညာရှင်တွေရဲ့ချင်းကပ်ပုံမတူဘူးလို့ဆိုပါတယ်။ဟုတ်ပါတယ်။စီးပွားရေးပညာရှင်တွေကတော့ဒါကိုစင်ကဖြစ်စဉ်ရှုထောင့်ကနေကြည့်ကြတယ်။ Rayo and Becker တို့ရဲ့2010ခုနှစ်သူတေသနမှာလူမျက်လုံးကအလင်းရောင်အပြောင်းလဲကိုမြင်မြန်လိုက်လျောညီထွေဖြစ်အောင်ချိန်ညီနိုင်တယ်လို့ပဲလူစိတ်ခံစားမှုကလည်းဖက်ဝန်းကျင်အသစ်နဲ့အမြန်ဆုံးအသားကျအောင်စင်ကပြောင်းလဲလာတာလို့ဆိုပါတယ်။အပြောင်းအလဲတွေကြားမှာစိတ်ကြကြမနေပဲရှစ်ဆက်ရှင်းတဲ့နိုင်ဖို့အတွက်ပေါ့ဟုတ်တယ်ရှစ်ဆက်ရှင်းတဲ့နိုင်မှာကိုနောက်တစ်ယောက်ဖြစ်တဲ့ Graham and Oswald ရဲ့ hedonic capital ဆိုတဲ့အယူဆလည်းစိတ်ဝင်စားဖို့ကောင်းတယ်စိတ်ပိုင်းဆိုင်ရာကြန့်ထိုင်မှုအရေးကြီးများတဲ့သူတွေကဘဝရဲ့အဆိုးတွေကိုပိုပြီးမြန်မြန်အသားကျနိုင်တယ်ပြန်ထူမှတ်နိုင်တယ်လို့ဆိုထားတယ်မှန်ပါတယ်ဒါပေမဲ့ဒီစီးပွားရေးဆိုင်ရာ model တွေကအရေးကြီးတဲ့အမေးခွန်းတစ်ခုကိုအပြည့်အဝမဖြေနိုင်ဘူးဘာကြောင့်လူတွေကဝင်ငွေတိုးတာလို့ဖြစ်ဖြစ်မျိုးကိုမြန်မြန်အသားကျပြီးမတန်ဆွမ်းဖြစ်သွားတာလို့အဖြစ်ဖြစ်မျိုးကိုတော့အသားကျဖို့အရင်ကြရတာလေ
အဲ့ဒီဘာကြောင့်ဆိုတဲ့မေးခွန်းကိုစိတ်ပညာရှင်တွေကဖြေရှင်းကြတယ် ဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းလာပြီစိတ်ပညာရှင်တွေကတော့ဒါဟာအာယုံစုဆိုင်မှု attention နဲ့တိုက်ရိုက်သက်ဆိုင်တယ်လို့ပြောကြတယ် ဟုတ်ပါတယ်ရှကေးတဲ့နဲ့ခါနစ်မန်တို့ရဲ့ attention theory ကအဓိကကြပါတယ်သူတို့အဆိုအရ adaptation thesis ဆိုတာတခြားမဟုတ်ဘူးအဲ့ဒီအခြေအနေအသက်အပေါ်မှာကိုယ့်ရဲ့အာယုံစူးစိုက်မှုညော့ကျသွားလို့ပါပဲ အာယုံဆိုင်မှုညော့သွားလို့ အချိန်ကြာလာတာနဲ့အမျက်သူ့ရဲ့အာယုံက TV ကြည့်တာမနှက်စားစားတာတငယ်ချင်းနဲ့စကားပြောတာလိုမျိုးနေ့စဉ်ဘဝရဲ့တခြားအရာတွေစီကိုပြန်ရောက်လာတယ် ဆိုလိုတာကသူ့တန်ရာပေါ်အာယုံဆိုင်မှုနည်းသွားတာနဲ့အမျှအဲ့ဒီတန်ရာကသူ့ရဲ့ပျော်ရွှင်မှုပေါ်တက်ရောက်မှုလည်းနည်းသွားတယ်ပေါ့ဒါဆိုရင်မေးစရာရှိလာတာကဘယ်လိုຢာတွေကကျွန်တော်တို့ရဲ့အာယုံဆိုင်မှုကိုပိုပြီးဖန်ဆားထားနိုင်တာလဲ အဲ့ဒါကို Wilson နဲ့ Gilbert တို့ရဲ့2008ခုနှစ် ARA model ကရှင်းပြထားပါတယ် ARA ဆိုတာက attend, react, explain and adapt ဆိုတဲ့အဆင့်တွေကိုရည်ညွှန်းကြတယ် attend react explain adapt ဟုတ်ကဲ့ဒီ model အရလူတွေဟာသူတို့နားမလည်နိုင်တဲ့မမျှော်လင့်ထားတဲ့အသည့်အဆန်းဖြစ်တဲ့အဖြစ်အပျက်တွေကိုပိုပြီးအာရုံစိုက်ကြပါတယ်အဲ့ဒီအဖြစ်အပျက်ကိုဒါကြောင့်ဒီလိုဖြစ်တာကိုလို့နားလည်သွားပြီးရှင်းပြနိုင်သွားပြီဆိုရင်တော့အဲ့ဒီအပေါ်မှာအာရုံစိုက်မှုညော့ကျသွားပြီးစိတ်ခံစားမှုတက်ရောက်မှုလည်းနည်းသွားတော့ ဒါကြောင့်ဝင်ငွေတိုးတာတဲ့မတန်ဆွမ်းဖြစ်သွားတာက adaptation ဖြစ်ဖို့ပိုချတာဖို့ ဟုတ်တယ် ဝင်ငွေတိုးတာကနားလေရလွယ်တယ်နေတိုင်းလည်းအဲ့ဒါကြီးကိုပဲထိုင်စင်စားမလီဘူးမတန်ဆွမ်းဖြစ်မှုကတော့နေ့စဉ်လူချမှုတိုင်းမှာကိုတတိပေးနေတယ်လို့ဖြစ်ပြီးအာယုံဆိုင်မှုငနီဖေးထုတ်လို့မလွယ်ဘူးဒါဆိုဒီသဘောတရားတိုင်းဆိုရင်ကျွန်တော်တို့ကပျော်ရွှင်မှုရဲ့တားကောင်းတယ်လို့ပဲပို့ဘလောက်ပဲကောင်းတာတွေဖြစ်ဖြစ်နောက်ဆုံးတော့မူလနေရာကိုပဲပြန်ရောက်သွားမှာလား ဟုတ် ဒီဖြစ်စဉ်ကိုဝန်ပြီးထိချုပ်လို့ရတဲ့နည်းလမ်းရောမရှိဘူးလား အဲ့ဒီမေကွန်းကပဲ Hedonic Adaptation Prevention HAP model ဆိုတော့ပေါ်ပေါက်လာစေတာပါဒီလိုအသားကျသွားတဲ့ဖြစ်စဉ်ကိုနေခွေးအောင်ဒါမှမဟုတ်တားဆီအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ် HAP model ဟုတ်ကဲ့ဒီ model အရာအကောင်ဘက်ကအပြောင်းလဲတွေမှာ adaptation ဖြစ်စေတဲ့လမ်းကြောင်းနဲ့တွေ့ရှိတယ်ပထမတစ်ခုကရှင်းပါတယ်အိမ်ထောင်ကြခါကြကလို့ honeymoon ခရီးတွေပါတီတွေလို့စိတ်လှုပ်ရှားစရာအဖြစ်ပြက်တွေ positive events တွေကအချင်းကြာလာတာနဲ့များနေပါသွားတာပါ ဒုတိယလမ်းကြောင်းကပိုပြီးအတွင်းကြဆန်တယ်ညှို့မှန်းချက် aspirations မြင့်ကြလာခြင်းလို့ဆိုတယ်ကောင်းမွန်တဲ့အခြေအနေတစ်ခုကကိုယ့်အတွက် new normal ဖြစ်သွားပြီးအရင်ကပျော်ရွှင်စေခဲ့တဲ့အရာကအခုတော့ထမှန်နေရတစ်ခုလို့ဖြစ်သွားတယ်ပြီးတော့ပိုကောင်းတာကိုတောင်းတလာတယ် အဲ့ဒါကိုဥမာလေးတစ်ခုပေးရရင်နေတိုင်းပန်းခန့်ဆေးပေးတဲ့ခင်ပွင့်ဒီကိုအစားပိုင်းမှာအရန်ကျေးဇူးတွေပြီးပျော်နေပေမဲ့နောက်ပိုင်းမှာတော့ဒါကတာမန်ဖြစ်သွားပြီးပန်းခန့်ဆေးပေးတာတော့ဟုတ်ပါပြီ investment လေးပါလုပ်ပေးရင်ပိုကောင်းမှာပဲဆိုပြီးမျောမှန်းချက်ပိုမြင်လာတာမျိုးပါ ဟုတ်ပြီ အရင်ကပျော်ရွှင်မှုပေးခဲ့တဲ့အရာကအခုတော့မျောမှန်းချက်ရဲ့အခြေခံအဆင့်ပဲဖြစ်သွားတယ် ဒါဆိုရင်ပျော်ရွှင်မှုကိုတက်တန်းရှည်အောင်လုပ်တဲ့နေရာမှာရှုပ်ဝက်ချက်က၃ခုပဲရှိတယ်လို့ဆိုလိုတာပေါ့အဲ့ဒါတွေက variety ကွယ်ပြားစုံလင်မှု surprise အံ့အားသင့်စရာနဲ့ appreciation တန်ဖိုးထားခြင်းတို့ပဲဒါကနေ့စဉ်ဘဝမှာချက်ချင်းအောင်ပြီးသုံးလို့ရတဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေပဲ ဟုတ်ပါပြီ ပထမဆုံး variety ကြောင့်ပြောကြည့်အောင် variety ကအရေးကြီးဆုံးလို့တောင်ပြောလို့ရပါတယ်လူတွေကထပ်တလဲလဲချင်နေတဲ့အရာတွေကိုအလွယ်တကူမန်းဆန်းနိုင်ပြီးမြမြအသွားကြတာစမ်းသပ်မှုတစ်ခုမှလေလူတွေကိုတစ်ပတ်တစ်ခါလူမှုကောင်းကျိုးတစ်ခုခုလုပ်ခိုင်းတယ်တစ်ဖွဲ့ကိုတော့အပတ်တိုင်းပုံစံတူကူညီခိုင်းတယ်ဥပမာတွဲလူတာမျိုးနောက်တစ်ဖွဲ့ကိုတော့အပတ်တိုင်းမတူညီတဲ့ကူညီမှုတွေလုပ်ခိုင်းတယ် ဥပမာတစ်ပတ်သွေးလူတယ်နောက်တစ်ပတ်အမိုက်ကောက်တယ်နောက်တစ်ပတ်စာသင်ပေးတယ်စသဖြင့်ပေါ့ ဟုတ်တယ်အဲ့ဒီလိုမျိုး ခဏလေးရလကမတူညီတဲ့ကြတွေလောက်ခိုင်းတဲ့အဖွဲကပိုးပျော်ရွှင်နေတယ်ဆိုတာမျိုးလား အတိအကျပါပဲသူတို့ရဲ့ပျော်ရွှင်မှုအဆင့်ကပိုမြင့်မားပြီးကြာရှည်ခံတာကိုတွေ့ရတယ်ဒါကြောင့်ဘရိတ်ဖို့ကအသစ်ဝဲတာလိုမျိုးပစ္စည်းတစ်ခုပိုင်ဆိုင်ရခြင်းထက်ခီးထွက်ကြလိုမျိုးအတွေ့အကြုံတစ်ခုဝယ်ယူတာကပျော်ရွှင်မှုကိုပိုကြာရှည်စေတယ်လို့သူတိတနာတွေကအဆိုကြတာပါ အဲ့ဒါတော့ဟုတ်တယ်surprise အံ့အားသင့်စရာဒါက variety နဲ့ဆက်ဆက်နေပေမဲ့နည်းနည်းပိုပြီးထူးခြားတယ်မကြာခဏပန်းစီတာမဟုတ်လက်ဆောင်လေးတွေနဲ့အံ့အားသင့်အောင်လုပ်တတ်တဲ့ခင်ပွန်းတီရှိတဲ့ဇနီးတွေကအိမ်တော်ရဲ့ကိုအလွယ်တကူအသားကျမသွားဘူးလို့ဆိုတယ် ဟုတ်ပါတယ်ဘာလို့လဲဆိုတော့အန်အားတင်စရာတွေကကျွန်တော်တို့ရဲ့ရှင်းပြလို့စိတ်ကိုနှိုးဆိုစိုက်ပေးလို့ပါစောစောက area model ကိုပြန်သွားကြည့်ရအောင် ဟုတ် နားမလည်နိုင်တဲ့ရှင်းပြရခက်တဲ့အရာတွေကိုကျွန်တော်တို့ကပို့ပြီးအာယုံစိုက်ကြတယ်လေစာကြည့်တိုင်းမှာစက်တက်မှုတစ်ခုလောက်ခဲ့တယ်လူတွေကိုဒေါ်လာအကျွေးစေးလေးတွေပေးတယ်တစ်ဖွဲ့ကတော့ဒါကကျွန်တော်တို့ရဲ့ကြော်ညာ campaign တစ်ခုပါဆိုပြီးရှင်းရှင်းလင်းလင်းပြောပြတယ်နောက်တစ်ဖွဲ့ကတော့ဘာမှမပြောပဲပေးလိုက်တယ် ဒါတကယ်ကိုအံ့ဩဖို့ကောင်းတယ်ဘာ
ဘာကြောင့်ပေးမဲ့မတိတဲ့ဖွဲ့ကပိုပြီးပျော်သွားတယ်တဲ့ဆိုတော့ကျွန်တော်ဦးနောက်ကရှင်းပြလို့မရတဲ့မတိကြမရေရတဲ့အရာတွေကိုပိုပြီးတွေးနေတဲ့အတွက်အဲ့ဒီကရတဲ့ပျော်ရွှင်မှုကပိုကြကြခံတယ်ဆိုတဲ့သဘောပေါ့ အဲ့လိုတဘောမျိုးပဲ ထင်ထားတဲ့နဲ့ပြောင်းပြန်ပဲ နောက်ဆုံးတစ်ချက်ကတော့ appreciation တန်ဖိုးထားခြင်းပါဒါကစောစောကပြောတဲ့မျော်မှန်းချက်တီမြင့်တက်လာခြင်းကိုတိုက်ရိုက်တံပြန်တိုက်ခိုက်တဲ့နီးလန့်ပါ ဟုတ်ကဲ့ ကိုယ်မှာရှိနေတဲ့ကောင်းမွန်တဲ့အပြောင်းအလဲကိုတန်ဖိုးထားပြီးအာယုံပြန်ဆိုင်ခြင်းကအဲ့ဒီအရာကိုတာမန်အရာတစ်ခုအဖြစ်မမြင်အောင်ကာကွယ်ပေးပါတယ်ကိုယ်ဇနီးတွေထက်ပြဲရဲ့ထမင်းဟင်းကိုတန်ဖိုးထားတဲ့ခင်ပွန်းတွေကအဲ့ဒါကိုသူ့ရဲ့တောင်းဝတ္တရားတစ်ခုလို့မမြင်တော့ပဲကိုယ်ကန်ကောင်းလို့ရရှိထားတဲ့လက်ဆောင်တစ်ခုလို့မြင်လာပြီးပျော်ရွှင်မှုကကြားရှိခံစေပါတယ် ဒါကစောစောကပြောခဲ့တဲ့ attention theory နဲ့တိုက်ရိုက်ချိတ်ဆက်နေတာပဲ variety နဲ့ surprise ကကိုယ့်ရဲ့အာယုံစိုက်မှုကိုအသစ်အဆန်းတွေစီပြန်ဆွဲခေါ်တယ် appreciation ကတော့ကိုယ်မှာရှိနေတဲ့ကောင်းတဲ့အရာအပေါ်မှာအာယုံကိုတမင်သက်သက်ပြန်ထားခိုင်းတာပဲ ဟုတ်ပါတယ် ဆိုတော့အဓိကကအာယုံစိုက်မှုကိုထိန်းချုပ်နိုင်ဖို့ပဲ လုံးဝမှန်ပါတယ်အဲ့ဒီသုံးချက်ကပျော်ရွှင်မှုကိုတက်တန်းဆွဲဆန့်ပေးရဲ့နီးဗျူဟာတွေပါပဲ ဒီထဲမှာနောက်ထပ်စိတ်ဝင်စားစရာ theory တစ်ခုရှိသေးတယ်လူတွေကအရာရာကိုအသားကျပုံတူညီကြရဲ့လားဒန်ဒန်နဲ့ရှိတို့ရဲ့သူတည်တနာအရာမွေးရပါကြိုက်နေတဲ့မှု inherent preferences နဲ့တင်ယူထားတဲ့ကြိုက်နေတဲ့မှု learned preferences ပေါ်မူတည်ပြီး adaptation ဖြစ်ပုံကွာခြားတယ်ဆိုရတယ်ဒါကဘယ်လိုမျိုးလဲ inherent preferences ဆိုတာကလေလူသားမျိုးနွယ်အများစုမှာဇီဝကမအရာကိုစိတ်ခံစားမှုနဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့အရာတွေပါဥပမာအမျိုးသမီးတယောက်ရဲ့မျက်နှာမှာမုတ်စိတ်မွေပေါက်လာတာကိုမနစ်မျောတာမျိုးပေါ့ပြီးအဲ့ဒီခေတ်တဲ့စိတ်ခံစားမှုကကြာရှည်ခံပါတယ် learn preferences ကတော့လူမှုဘဝဝင်တဲ့နိုင်ရှင်မှုပေါ်မူတည်ပြီးဖြစ်ပေါ်လာတဲ့အကြိုက်တွေပေါ့ဥပမာခေတ်မမီတော့တဲ့ design ဖြစ်သွားတဲ့မျက်မှန်ကိုတက်ဆင်ရတာမျိုးအဲ့ဒါကဒီနေ့ခေတ်မှာကြည်ရဆိုးတယ်လို့လူတွေကသတ်မှတ်ထားလို့မကြိုက်တာ ဟုတ်ပါတယ်သူတို့ကစမ်းသပ်မှုတစ်ခုလုပ်ခဲ့တယ်မော်ဒယ်တယောက်ကိုရန်ခေတ်နောက်ကျနေတဲ့မျက်မှန်တလက်တက်ဆင်ခိုင်းတဲ့အခါလူတွေကသူ့ရဲ့ဆွဲဆောင်မှုအဆင့်ကိုစာပေမှာအမှတ်လျှော့ပေးကြတယ်ဒါပေမဲ့ခဏခဏတွေ့ပြီးမျက်စိရင်သွားတဲ့အခါမှာတော့အဲ့ဒီဆွဲဆောင်မှုအဆင့်ကပြင်တက်လာတဲ့ adaptation ဖြစ်သွားတာပေါ့ မျက်စိရင်သွားတာ ဟုတ်တယ်ဒါပေမဲ့အဲ့ဒီ model ကိုပဲမျက်နှာပေါ်မှာမုံစိတ်မွေးသူတက်ဆင်ပေးလိုက်တဲ့အခါမှာတော့ကျဆင်သွားတဲ့ဆွဲဆောင်မှုအဆင့်ကချိန်ကြတဲ့အထိပြန်တက်မလာပါဘူးဒါကမွေးလာပါမကြိုက်နှစ်သက်မှုတွေက adaptation ဖြစ်ဖို့ပိုခက်ခဲတယ်ဆိုတာကိုပြပါတယ် HRV model ကိုပြောင်းပြန်လန်ပြီးသုံးလို့ရနိုင်မလား ရပါတယ်အစိုးတွေကိုအသားကျမြန်ချင်ရင် HRP model မှာပါတဲ့အချက်တွေကိုပြောင်းပြန်လုပ်ရုံပါပဲပထမဆုံးက variety နဲ့ surprise ကို short ချပါ ရှော့ချပြရမှာ ဟုတ်ကဲ့ဖြစ်သွားတဲ့အဆိုးနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကိုထက်ထက်လဲလဲဖြစ်အောင်ကြိုတင်ခန့်မှန်းနိုင်အောင်လုပ်ပါဥပမာအလုတ်ပြုတ်သွားရင်အဲ့ဒီအကြောင်းကိုပဲထက်ခါစဉ်းစားအသေးစိတ်ပြန်တုံးတက်တာမျိုးကအစပိုင်းမှာနာကျင်ပေမဲ့ရေရှည်မှာအသားကျမြန်စေပါတယ် နောက်ပြီးတော့အဲ့ဒီဖြစ်ရကိုစနစ်တကျခွဲချမ်းစေပြခိုင်းတယ်ဘာကြောင့်ဖြစ်ရတယ်ဆိုတော့ကိုနားလေအောင်စူးစမ်းခြင်းကအဲ့ဒီဖြစ်ရကိုကြော်လွှမ်းဖို့ကုညီပေးတယ်လို့ဆိုတယ်ဒါကစောစောက area model နဲ့တွားကိုက်နေပြန်ပြီ ဟုတ်တယ် နားလေသွားရင်ရှင်းပြနိုင်သွားရင်အာယုံဆိုင်မှုရော့သွားတာမျိုးပေါ့ နောက်ဆုံးတစ်ချက်ကတော့မြုံမှန်းချက်တွေကိုလျှော့ချတာပါချစ်သူနဲ့လမ်းခွဲပြီးတဲ့အခါမှာတယောက်တည်းဖြစ်ချင်းရဲ့ကောင်းကျိုးတွေကိုအာယုံစိုက်ပြီးလက်ရှိအခြေအနေအသစ်ကိုလက်ခံနိုင်အောင်ကြိုးစားတာမျိုးပါဒီလိုနည်းနဲ့အနုလက္ခဏာဆောင်တဲ့ပြောင်းလဲတွေကိုမြန်မြန်အသားကျအောင်ကြော်လွှမ်းနိုင်အောင်လှုပ်ဆောင်နိုင်ပါတယ် ဒီနေ့ဆွေးနွေးမှုကနေတိလိုက်ရတာကတော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုဟာအခြေအနေတွေပြောင်းလဲသွားပြီမဲ့လည်းမူလအခြေအနေကိုပြန်ရောက်သွားတဲ့သဘောတဘာဝရှိတယ်ဆိုတာပါပဲဒါဟာပြင်ပအခြေအနေကြောင့်ထက်ကိုယ့်ရဲ့အာယုံစူးစိုက်မှုပြောင်းလဲသွားတာမျော်မှန်းချက်တွေမြင့်တက်လာတာကြောင့်ဖြစ်တာပုံများပါတယ် ဒါပေမဲ့ဒါဟာလုံးဝပြောင်းလဲလို့မရတဲ့အရာတော့မဟုတ်ပါဘူးကိုယ့်ရဲ့ပျော်ရွှင်မှုကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်တယ်ဆိုတဲ့အားတစရာအချက်ကိုလည်းတွေ့ရပါတယ် variety surprise appreciation တို့လိုနီးလန်းတွေနဲ့အကောင့်တွေကိုကြာရှိခံလုပ်နိုင်တယ်လို့အစိုးတွေကိုလည်းစနစ်တကျနားလည်အောင်စ조사ပြီးမြန်မြန်မိတ်ဖြောင်းနိုင်ပါတယ် နောက်ဆုံးအနေနဲ့စစ်ပြီးတွေးဆွေရလေးတစ်ခုချန်ထားခဲ့ကြပါတယ်ဒီနေ့ဆွေးနွေးခဲ့တဲ့အရင်မြစ်တဲ့ထဲမှာလူတစ်ယောက်ရဲ့တင်ကိုစိတ်နေသဘောထားဥပမာသဘောထားပျော့ပြောင်းမှုအကောင်းမြင်တတ်မှုနဲ့ကလေးဘဝအတွေ့အကြုံတွေဥပမာကျောင်းမှာအနိုင်ကျင့်ခံရမှာကြောက်ခဲ့ပူခြင်းကမတန်ဆွမ်းဖြစ်ခြင်းအလုပ်ပြုတ်ခြင်းလိုဘဝအပြောင်းလဲကြီးတွေကိုဘလောက်အသားကျနိုင်မလဲဆိုတော့ကိုကြိုတင်ခန့်မှန်းနိုင်တယ်လို့ပြောပြထားပါတယ် ဟုတ်ကဲ့ ဒါကကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကိုစီမံခန့်ခွဲရမှာမွေးရာပါစိတ်နေသဘောထားနဲ့ဒီနေ့ဆွေးနွေးခဲ့တဲ့ကိုယ်တိုင်ကြိုးစားအချုပ်မှုတွေကြားကဆက်ဆံမှုက
ဘလောက်အရေးပါတယ်လဲဆိုတဲ့မေးခွန်းကိုမွေးထုတ်ခင်းနေပါတယ်